用汽车的苦转内的看有车的苦转内泪ပြလုံးခဲ့ကြသူတွေလူမဆုံးတော့တဲ့ထမင်းဝိုင်းလေးငါငေးကြည့်ကြရဲ့ဒီတိုက်ပွဲငါတို့နိုင်ကိုနိုင်ရမယ်ကျိုးပြကသွားပြီအတိုင်းမြုံတွေတစားစီအမေရဲ့သားတို့အဖေရဲ့သမီးတွေအိမ်ပြန်မလာတော့ပြီနိုင်ငံအတွက်လို့သူပြောသည်ငါမှဖြေစရာစကားမရှိအလေးပြုပါတယ်သူရဲ့ကောင်းတို့ရဲ့တာဝန်ချေခဲ့ပြီယုံကြည်ချက်တစ်ခုတည်းနဲ့အသက်တွေကိုစတေးခဲ့သူတွေခံယူချက်တစ်ခုတည်းနဲ့လိပ်ပြလုံးခဲ့ကြသူတွေလူမဆုံးတော့တဲ့တမင်ဝိုင်းလေးကိုငါငေးကြည့်ကြရဲ့ဒီတိုက်ပွဲငါတို့နိုင်ကိုနိုင်ရမယ်ဘယ်သူမှကျဲတွေချွေခဲ့ပြီးရတဲ့မှာဘလောင်စုနေတဲ့အထိ ဒီရက်ထဲပြန်မယ်ဘာဖြစ်လဲ ကိုရှင်ကကိုတို့စီဆောင်သားတွေသိဖန်ခံလိုက်ရတယ်တဲ့အဲ့ဒါကိုတိပြီးသွားရလား ငါတို့ရဲ့အာဇာနည်များအတွက်ပါကတိပြုပါတယ်အဆုံးသတ်တဲ့နေ့တိုင်းတွန်းလှန်လို့သွားမှာငါတို့တွေ့ရစားဒီလေးကကျေးဇူးတင်စကားတိုးလေးပြောပါမယ်မိုင်းမရှိတော့သူကျေအော်ပြီးပြောရမှာပေါ့နော် ဟုတ်အားလုံးကြားမလားမသိဘူးเนาะကျွန်တော်ပြောကြားရလားအားလုံးဟုတ်အနောက်ဆုံးကအားလုံးကျေးဇူးတင်တယ်ဒီကနေ့လာပေးတဲ့အတွက်ပေါ့နော်တူတယောက်ချင်းစီအချိန်နေပေးတဲ့အတွက်ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်အများကြီးတော့မပြောတော့နောက်ဒီပွဲဖြစ်မြောက်အတွက်ပေါ့နော်စီစပင်းနဲ့အကိုကိုကျေးဇူးတင်တယ်နောက်ပြီးဒီစင်မရှိတဲ့ဒီတော်လိုင်းရေးကိုလှုပ်ရှားနေတဲ့အဖွဲ့ပေါင်းများစွာကဒီ event ကိုဖြစ်ဖို့အဆအအရာကူညီပေးတဲ့အတွက်ကျွန်တော်ဒီကနေ့အထူးကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်နောက်ကျွန်တော်တို့နောက်ပွဲတွေလည်းရှိအောင်မယ်အဲကြရင်လည်းအားပေးကြပါလို့ကျွန်တော်ဒီကနေ့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ